Hello. Hello. Yeah, hold on. Thank you. အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့စင်ကာပူအမျိုးသားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားပါတယ်ရှင်။ပြကြောင်းဖြစ်စမှာဆိုဒီအောက်ဆုံးထဲမှာဒါပိတ်မိနေတဲ့ဒီအမျိုးသားပေါ့နော်24နှစ်အမျိုးသားကအမျိုးသားကိုဒါကျွန်တော်တို့ဒါခက်ခဲနဲ့ဒါအောင်မြင်စွာကယ်ထုတ်ခဲ့ပါတယ်ကျွန်တော် operation ဆောက်ခဲ့တဲ့ကြာချင်းကတော့ကျွန်တော်24နာရီဖြစ်ပါတယ်သူပိတ်မိခဲ့တဲ့ဒီအစာအုပ်အတွင်းမှာပိတ်မိခဲ့တဲ့ကြာချင်းတော့ကျွန်တော်နိုင်40ခန်းရှိဖြစ်ပါတယ်စဖြစ်ပြီးတဲ့အချိန်လာတော့မှလမ်းရောက်နေ15မိနစ်ဆိုရောက်ပြီဝင်လို့မရဘူးကျွန်တော်ပထမတစ်ခေါက်ဝင်မှရတယ်